Hello, hello 妹明啦吧？အခုဆိုရင်တော့ကျွန်တော်ပစ္စည်းတွေအထဲမှာပေါ့နော်ဒီဆိုင်ထဲမှာမဟုတ်ဘဲနဲ့ကျွန်တော်အိမ်ထဲမှာကျွန်တော်ပစ္စည်းတွင်းနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကဒီကွန်ပျူတာနဲ့ဒီမျိုးစကန်ဖတ်ပြီးမှရောင်းတာဖြစ်တဲ့အတွက်ထင်တော့တော့မလွယ်ဘူးပေါ့နော်တချို့အရာလေးတွေကအရန်အချိန်ပေးပြီးမှလုပ်ရပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းပြပါမယ်ဒီပေါ့နော်ဒါလေးကကျွန်တော်အခုဆိုရင်ကျွန်တော်ကုံဝယ်စင်းကိုကျွန်တော်တွင်းနေတာပဲဖြစ်ပါတယ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးတွေကဒီအရန်လက်ဝင်နေပေါ့နော်တီတီဖူဖူလေးဖြစ်ပြီးမှဒါမျိုးပေါ့နော်ဒီဖြည်းဖြည်းချင်းစီတွင်းရတယ်ပေါ့နော်ကုတ်တခါလေကြာရင်ကုတ်တွေလွဲနေရပဲဖြစ်ပါတယ်မဟုတ်ဘူးနော်ဒါလုံးဝကူညီတဲ့သူပေါ့နော်ဒီမှာအရန်ကူညီတဲ့သူပေါ့နော်ဟုတ်ကဲ့ဒီမှာသူကူညီထားတဲ့ဟာလေးတွေကျွန်တော်သူလှုပ်ထားတဲ့ဟာကိုလိုက်တိန်နေရတာလဲတလုတ်ပေါ့နော်ကိုဆိုရင်လည်းဒီပစ္စည်းလေးတွေရောက်ထားတဲ့ဟာတွေနည်းနည်းပါးပါးပေါ့နော်ကျွန်တော်ရောင်းအားလေးရှိတဲ့လောက်ပဲကျွန်တော်တင်ထားတဲ့တချို့တော့ဒီပစ္စည်းလေးတွေကိုကျွန်တော်ရိုက်ပြတယ်ဆိုပါတယ်အခုဒီကျွန်တော်တို့ရဲ့ time store ကိုလာရောက်အားပေးနေတဲ့ကျွန်တော်ရဲ့ဒီ customer တွေအားလုံးကိုဒီကနေပဲကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဟုတ်ကဲ့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အလုပ်ကိုကျွန်တော်ဆက်လုပ်လိုက်ပါအောင်မယ်ဘိုင်ဘိုင်